အခုဒီဗီဒီယိုကြည့်နေတယ်မှာ brother တို့ sister ပဲဖြစ်ကိုပဲမှာငါတို့ဘယ်ဟာမှန်ကန်လဲဆိုတော့သိကြတာမသိကြကြပဲမှာကျွန်တော်ပြောချင်တဲ့ကတော့ကိုအတွက်ဗျာဘယ်ဟာမှန်ကန်လဲပေါ့ဘယ်အတွေးခေါ်ဘယ်လိုမျိုး idea ဘယ်လိုမျိုးလူမျိုးပေါ့ဘယ်လိုမျိုးစိတ်တက်ကကိုအတွက်မှန်ကန်လဲပေါ့ဒါပေမဲ့မေကုန်းနဲ့ထုတ်ခိုင်းကြည့်ဘာလို့လူကျွန်တော်လည်းအကောင်တော့လူပဲဗျာဒီမှာ perfect ဖြစ်တဲ့သူဆိုတာမရှိဘူးဗျာပြီးပြည့်စုံတဲ့သူဆိုတာမရှိဘူးကျွန်တော်တို့ idea ကျွန်တော်အတွေးခေါ်တွေဆိုတာလည်းပြီးပြည့်စုံတာလည်းမရှိသလိုအမြဲတမ်း100%မှန်နေရတယ်မဖြစ်နိုင်ဘူးဒါကျွန်တော်တို့တွေးနေတဲ့အရာတွေကျွန်တော်စဉ်းစားနေတဲ့အရာတွေကျွန်တော်တို့သိရှိထားတဲ့အရာတွေအမြဲတမ်းမှန်နေတယ်ပေါ့ကျွန်တော်ခုပြောနေတဲ့စကားတွေမှာလည်းဗျာဒီမှာတရားရင်တော့မှန်နေရလည်းမဖြစ်နိုင်ဘူးဗျာတရားရင်တော့ကောင်းတယ်လည်းမဖြစ်နိုင်ဘူးလေမာယွန်းရတဲ့နေရာလေးရှိသလိုမပြည့်စုံတဲ့နေရာလေးရှိတာပဲအဲ့တော့ဒီမှာအဓိကအရေးကြီးတာလည်းကိုပြန်မေးကြည့်ရမှာဘယ်ဒီငါခုလုပ်နေတဲ့အရာငါတော့မှန်ကန်တာပေါ့အဲ့တော့ငါတော့မှန်ကန်ပါတယ်ဒါပေမဲ့ဒီပုံသေးရဆိုရင်ဒီကမမှန်ကန်တဲ့အရာဒီမမှန်ကန်တဲ့အရာငါတော့မှန်ကန်တယ်ဆိုရင်တော့ပြောင်းလဲသိရင်တော့ကိုပြောင်းလဲရမယ်လေဒါမှဒီငါခုလုံးတော့ဆေးလေးတောက်တယ်ကွာဒီမှာဆေးလေးတောက်တာအမှန်ဆိုငါတော့ဆိုရင်တော့ဒါမမှန်ကန်ဘူးလောရတယ်ဒီမှာလောရမမှန်ကန်တဲ့သူကမတောက်ဒါမို့ချီတင်းလို့ရပေါ့ဒီမှာချီတင်းဖောက်ပြန်တယ်တော့ဘာလို့ပေါ့ပြန်ဒီမှာသူလူတွေဟောငါဒီကောင်းငါမှမကြိုက်တော့တာအဲ့တော့ငါဖောက်ပြန်လိုက်ဒီကောင်းမအောင်ငါမှမကြိုက်တော့တာအဲ့တော့ငါဖောက်ပြန်လိုက်တယ်ပေါ့အဲ့လူတွေတက်ထားဗျာကျွန်တော်တို့လည်းပြောတာပေါ့ဒီမှာကျွန်တော်တို့ကြတဲ့မှာဟာချီတင်းလောက်တော့ဘာလို့မမှန်ဘူးမမှန်ဘူးဆိုတော့ပတ်ဝန်းကျင်ကသူကြည့်ရတဲ့ကျွန်တော်တို့ကဖះတရားတို့ဒီပြုတ်ပြတ်ထားတဲ့အရာတွေရပေါ့စဉ်းစားကြည့်ပြန်တော့လည်းမှန်တယ်ပေါ့ကျွန်တော်အတွေးခေါ်ကအဲ့တော့အဲ့ခုနပြောတဲ့လူတွေကြတော့သူတို့ကြတော့လေဟာအဲ့လိုချီတင်းပြောတော့မမှန်ဘူးဗညာဟုတ်ပဲကအတွေးခေါ်အမျိုးရှိတယ်ဗျာဒီမှာလူတယောက်နဲ့ဆိုရတဲ့အတွေးခေါ်ကြီးနဲ့မတူလို့စဉ်းစားပုံကြီးနဲ့မတူဘူးပေါ့ဒီမှာအဲ့ကြောင့်ရီအန်ရန်ဆိုပြီးရှိတာဗျာဒီမှာအမဲနဲ့အဖြူဆိုတာရှိတာပေါ့ကောင်းရရှိဆိုးရလည်းရှိမယ်ဆိုးရရှိကောင်းရလည်းရှိတယ်ပေါ့ဒါပေမဲ့အဲ့ကောင်းရနဲ့ဆိုးရနဲ့ခုကြားတော့ဘယ်ဟာကုသမှန်ကန်လဲပေါ့ဒီမှာဘယ်ဟာကုသစစ်မှန်လဲပေါ့ဒီမှာကျွန်တော်တို့ပြောတာတွေနားပြောတာတွေနားထောင်နေမယ်လို့ပြောကိုဗျာဒီမှာငါတို့ဘယ်ဟာပိုစစ်မှန်လဲငါတို့ဘယ်ဟာမှန်ကန်လဲဆိုတာရွေးချယ်တာပိုကောင်းမှထင်တယ်ဒါလည်းကျွန်တော်တိထားရတော့ကျွန်တော်တိထားရတော့ကျွန်တော် experience ရပေါ့ကျွန်တော် experience ကတချို့ကျွန်တော်လည်းဒီမျိုးဒီ advice ပေးရတဲ့ဟာအများကြီးကြည့်ဘူးလေထက်သူတို့ပြောပြတဲ့ပုံစံနဲ့ဗျာကျွန်တော်ဖြစ်ပြတဲ့ပုံစံနဲ့မတူတာတို့သူတို့ပြောပြတဲ့ပုံစံနဲ့သူတို့ပြောပြတဲ့ mindset ကျွန်တော်လည်းမအဆက်တာတော့မကိုက်ညီတာတော့ပေါ့အဲ့လိုမျိုးရှိတယ်ဗျအဲ့လိုမျိုးရှိတော့ဒီမှာအသိပုံသွင်းတယ်အသိပုံသွင်းတာဘယ်လောက်ပုံသွင်းလဲဗျာလူဆိုတာလူပဲဒီမှာကျွန်တော်ဆိုကျွန်တော်ပဲဒွါရဆိုဒွါရစစ်စားဆိုစစ်သားပဲလူဆိုတာတူမှမတူတာအဲ့တော့ဒီမှာကျွန်တော်ပြောနေငါတို့ဘယ်ဟာစစ်မှန်လဲပေါ့ဒီမှာဘယ်ဟာစစ်မှန်လဲဆိုတော့ကျွန်တော်ပြောနေတာကမကောင်းတဲ့ຢာရောအားပေးအားမြောက်ပြောတာလည်းမဟုတ်ဘူးဒီမှာဘယ်ဟာကိုတို့စစ်မှန်လဲပေါ့ကိုဗျာဒီမှာငါတို့ငါအကောင်းဆုံးငါလှုပ်ချင်တယ်ဒီမှာငါတို့ငါအကောင်းဆုံးငါလှုပ်ချင်တယ်ဆိုရင်ကိုကောင်းတော့ရှိနေတွေ့ပေါ့ကိုကောင်းတော့ရှိနေတဲ့idea တွေဒီမှာအဲ့ဒါတွေကလည်းကိုကောင်းမှလုပ်တဲ့ဟာတွေဖြစ်နေရမယ်လေဒီမှာငါနာမည်ရှိချင်တယ်ဒီမှာငါလူတွေငါ့ကိုယုံကြည်လာစေချင်လူတွေငါ့ကိုပို့ပြီးခင်လာစေချင်တယ်ဆိုရင်ဒီမှာကိုကတခုဖြစ်တာနဲ့နောက်ကျော်ဓာတ်နဲ့ထိုးမဲ့ကောင်လုပ်လို့မရတာဒီမှာအများနဲ့လူရှိမှဆိုရင်ရိုင်းဆိုင်ဒီမှာလူတွေကိုလည်းအနိုင်ကျင့်တယ်လို့ပါလို့မရတယ်မှာကိုကလူရှိလူခင်ခံကျင်တယ်ဗျာကိုရဲ့စိတ်ထဲမှာကိုအတွက်မှန်ကန်တဲ့ຢာငါလူရှိလူခင်ပေါ်များကျင်တယ်ဆိုရင်ကို action ယူပြီးတော့အဲ့လူချင်းလူခင်ပုံမြောက်လောက်အောင်ပေါ့ဒီမှာလူချင်းလူခင်ပုံမြောက်လုပ်ဖို့တော့ကျွန်တော်တို့လှုပ်ဆောင်တဲ့အချက်တွေရှိတယ်ဗျာဒီမှာငါဒါမှမဟုတ်ကိုကငါကျမ်းမာရေးကိုငါ view စိုက်ချင်တယ်အဲ့ငါကျမ်းမာငါ view စိုက်တာငါတော့မှန်ကန်တဲ့လို့ဆိုရင်ကိုဆေးတောက်တာတွေအရဲတောက်တာတွေတော့အဲ့လိုမကောင်းတဲ့ຢာတွေလုပ်တာတွေကိုကျွန်တော်တို့ဖျက်ချရမယ်ဗျာအဲ့ဆိုတခြားသူတွေပြောတာထဲပေါ့ဒီမှာကျွန်တော်ပြောတာတို့ဘာသာတို့ father တို့ mother တို့
မျိုး influencer တွေပဲဖြစ်ဖြစ် guru တွေပြောရတဲ့ဆိုင်ကိုပြောတာတော့လူတွေပူလက်ခံကြမှာပေါ့ဟုတ်လားဟာဒါဒီရငါတော့မားနေအဲ့တော့ငါမလုပ်ဒီရငါတော့မှန်ကန်တော့ငါတော့မှန်ကန်ဆိုငါရဲ့ value ငါရဲ့ self esteem ငါရဲ့တန်ဖိုးပေါ့တန်ဖိုးကငါစိတ်ထားနဲ့ကိုက်နေရတော့ငါဒီအကြောင်းငါလုပ်တယ်belief နော်ဒီ video ကြည့်နေတဲ့မှာကြွားတော့စစ်စားတော့ belief ကိုကျွန်တော်ကပုံမကောင်းမှုနဲ့ belief ထားစေချင်တာပုံမကောင်းမှုနဲ့ belief ဆိုတာကျွန်တော်တို့တူတက်တဲ့စီကိုတူတက်စေတဲ့ belief နော်ကိုပုံမအမြဲတမ်းကောင်းမှုစေတဲ့ belief မျိုးဗျာအဲ့လိုမျိုးကျွန်တော်ထားစေချင်တာအဲ့လိုထားပေးဖို့ရတယ်ဗျာကျွန်တော်ဒီတိုင်းပြောပြနေလို့ဝိလာပြောနေလို့ကျွန်တော်ဘာမှမထူးလေအဲ့ belief ကိုပြောလို့စစ်စားကိုယ်တိုင်ရှာဖွေရမှာဗျာနော်ကိုယ့်စစ်မှန်ကန်တဲ့အရာကိုရွေးချယ်ရမယ်ဗျာအဲ့မှန်ကန်တဲ့အရာကလည်းကောင်းမွန်တဲ့အရာတူးသက်စေတဲ့အရာတစ်ခုဖြစ်ရမယ်အဲ့တော့တိုင်းကိုစဉ်းစားကြည့်ကိုမေးခွန်းထုတ်ကြည့်တော့ငါတို့ဘယ်ဟာစစ်မှန်လဲငါတို့ဘယ်ဟာမှန်ကန်လဲပေါ့တိရမှာတခုခုတော့ဟုတ်လားအဲ့တော့ဗီဒီယိုဆုံးဖြတ်ကြည့်ပြီဆိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုထဲမှာကကျွန်တော်ပြောတဲ့စကားလေးရှုပ်သွားတာပဲဖြစ်ဖြစ်အရေးမရအဖက်မရဖြစ်သွားရင်လည်း sorry ပေါ့ဗျာဒီမှာနည်းနည်းချုပ်ချက်ခတ်နေတယ်ဆိုရင်လည်း sorry ပါဒါပေမဲ့ဒီဗီဒီယိုနောက်ဆုံးထိကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်ကျွန်တော်ပြောနေတဲ့အထက်မှာစကားလေးအလွဲချိုးလေးဖြစ်သွားတာတော့နည်းနည်းမာယွန်းနဲ့ဟာလေးပါသွားတယ်ဆိုရင်လည်း comment ထဲမှာစိတ်ကြိုက်ပြောခဲ့ပါဒါဖြစ် thank you for watching and see you next time